အားလုံးပဲမင်္ဂလာပါတီချာစီပါဒီနေ့ကတော့ Fan for Starter Unique Sick Animal and Alien ဆိုတဲ့ title လေးကိုဘယ်လို step by step သင်ကြားမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်သင်ငယ်စာမစတင်ခင်မှာ pair body ခန္ဓာကိုယ်ရဲ့စိတ်ပိုင်းလေးတွေကိုအရင်သင်ကြားပေးမယ်ပြီးတော့မှ yes no game လေးနဲ့သူတို့ကိုသင်ငယ်စာမှာစိတ်ဝင်စားပြီးတော့ပျော်ရွှင်လာအောင်ဖန်တီးပေးရမှာဖြစ်ပါတယ် How to play yes or no game yes or no game ကိုဘယ်လိုဆော့မလဲဆိုရင်ဥပမာဆိုရင်ခေါင်းကိုထိပြီးတော့မှ this is my head you say yes no ဒီပုံစံအတိုင်းပေါ့နော်ကလေးတွေကိုကိုယ်ကခန္ဓာကိုယ်စိတ်ပိုင်းတနေရာကိုထိလိုက်မယ်မဲ့လားမှားလားဆိုတော့သူက yes no ပြန်ပြီးတော့ဖြေခိုင်းတာပဲဖြစ်ပါတယ်ရန်ကိုလည်းပြောစရာကောင်းတယ်ဒါမှမဟုတ်သူတို့အုပ်စုနှစ်စုဖွဲ့ပြီးတော့မအုပ်စုတစ်စုစီအရှိထွက်ပြီးတော့ဒီလိုမျိုး game လဲဆော့ခိုင်းလို့ရဒီချေတို့ကဒီလို DVD အစား parabolic song တွေကိုဖွင့်ပြပြီးတော့လဲသင်ကြားသင်မှုမှာပျော်ရွှင်လာအောင်သင်ခန်းစာကိုစတင်နိုင်ပါတယ်ရှင်Felony activity တွေကိုအသုံးပြုပြီးတဲ့အခါမှာတော့ teacher တို့က the uses of article A and N article A နဲ့ N ရဲ့အသုံးပြုပုံကိုကလေးတွေကိုစတင်ပြီးတော့မိတ်ဆက်ပေးရမှာဖြစ်ပါတယ် article A ကဆိုရင် consonant B အခရာကြီးနဲ့စတယ်ပေါ့နော်ဒီစကားလုံးတွေရဲ့အရှိမ article A ကိုသုံးပြီးတော့မှ article N ကကြတော့ vowel လို့ခေါ်တဲ့ A E I O U ဆိုရဲသူကငါးလုံးနဲ့စတဲ့စကားလုံးတွေမှာပဲတွဲပြီးတော့အသုံးပြုတယ်ဆိုတာကိုကလေးတွေကိုစတင်ပြီးတော့မိတ်ဆက်ပေးရမှာဖြစ်ပါတယ်ရှင်ကလေးတွေက article A နဲ့ N ရဲ့အသုံးပြုပုံကိုခွဲခြားကြားမှတ်မိစေရန်အတွက်အခုလို activity လေးနဲ့လည်းသူတို့ကို practice လုပ်ပေးနိုင်ပါရှင်ဒီ step လေးတွေကိုလှုပ်ဆောင်ပြီးတဲ့အခါမှာတော့သင်ခန်းစာကိုစပြီးတော့သင်ကြားလို့ရပါပြီရှင်Look at the picture. Which animal can you see? Please write down the animal name under the picture. ကလေးကိုတရိတ်ဆန်လေးတွေကိုမြင်လဲတရိတ်ဆန်လေးရဲ့နာမည်ကိုရေးခိုင်းမယ်ပြီးတဲ့အခါ Look at the body word bulk and please underline the first letter of each word ဒီစကားလုံးတီတီရဲ့အရှိစကားလုံးတွေကို underline လုပ်ခိုင်းမှာဖြစ်ပါတယ်ဒါပေတာ consonant လေဘေးစကားလုံးကတော့ vowel နဲ့စတဲ့စကားလုံးဖြစ်လဲဆိုတာကိုသတိပြုမိအောင်ဖြစ်ပါတယ်ရှင်အဲ့ဒါပြီးမှ article A ကိုကြတော့ green color ကိုသုံးပြီးတော့မှ green line အစိမ်းရောင်မြင်းဆွဲပြီးတော့ဆက်ခိုင်းမှာဖြစ်ပါတယ် article N ကိုကြတော့ purple color line ကိုသုံးပြီးတော့မှဆက်ခိုင်းမှာဖြစ်ပါတယ်ရှင်ဒီ session ကို teacher က individual word ဒါမှမဟုတ်ရင်group work ပေါ့နော်နှစ်သက်ရအသုံးပြုနိုင်ပါတယ်ပြီးလို့ရှိရင်တော့ CS နဲ့တူပြန်ပြီးတော့ဖြေမှတ်ကမှုရှိမရှိ check လုပ်ရမှာဖြစ်ပါတယ် session ပြီးမှဆိုရင်တော့ look at the purple line ခရဲရောင်မြင်းချောင်းတွေကိုယဉ်ကြည့်မယ်ကြည့်ပြီးတော့မှသူ့နဲ့ဆက်သွယ်ထားတဲ့ read the sentence စာကြောင်းတွေကိုဖတ်မယ်အဲ့ဒါပြီးမှ if the sentence is correct စာကြောင်းကမှန်တယ်ဆိုရင် you can put it into the box ထဲမှာအမှန်ချစ်ကိုချစ်ပြီးတော့မှ is the sentence wrong အဖြေကမှားခဲ့မယ်ဆိုရင်တော့ you can put a cross into the box အဲ့ဒီ box ထဲမှာချက်ချီကအမှတ်သားလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ရှင်This instruction can be question number 1 to 9. It's not for question number 10. Question number 10 can you see the 5 pink letter in the sentences? စာကြောင်းတွေထဲမှာ pink color နဲ့ရေးထားတဲ့ letter နားခုကိုတွေ့လား What letter are they? အဲ့ဒါတွေကဘာတွေလဲဆိုတာကိုကလေးတွေကိုမေးမယ်အဲ့ဒါပြီးတော့မှ please make a word စကားလုံးတစ်လုံးကိုပြုလုပ်ခိုင်းမယ် with this letter အဲ့ဒီ letter တွေကိုသုံးပြီးတော့မှစကားလုံးတစ်လုံးကိုပြုလုပ်ခိုင်းမယ်is for question number 10 answer. Session C မှာဆိုရင်တော့ look at the picture of the animal in session C. Session C မှာဖော်ပြထားတဲ့တိရစ္ဆာန်လေးကိုကြည့်ပါ Which animal can you see? ဘယ်တိရစ္ဆာန်လေးကိုမြင်လဲ Read out giraffe and choose word from the box to complete the text. Please write the word next to number 1 to 5. ပေါ့နော်ဒီ giraffe အကြောင်းရေးထားတဲ့စာပိုက်ကိုဖတ်ပြီးတော့box ထဲမှာရှိတဲ့မှန်တဲ့စကားလုံးကိုရွေးပြီးတော့မှ question number 1 to 5ရဲ့နားမှာအဖြေကိုရေးပေးရုံပဲဖြစ်ပါတယ်Session C ကိုဆရာကနေပြီးတော့ကလေးတွေကို group work မပေးခင်မှာဒီ paragraph မှာသူတို့မသိတဲ့ unfamiliar word တွေကိုအရင်ဦးဆုံးဆရာကနေပြီးတော့ရှာခိုင်းမယ်အဲ့ဒါပြီးရှင်းပြခိုင်းမယ်ပြီးမှသာလင်း activity ကိုသူတို့လုပ်ဆောင်ခိုင်းမှာဖြစ်ပါတယ်ပြီးရတဲ့အချိန်ပြည့်ပြီဆိုရင်တော့ဆရာနဲ့ကျောင်းသားကအဖြေမှန်ကန်မှုရှိမရှိပြန်ပြီးတော့ check လုပ်လို့ရပါပြီရှင်
After reading about giraffe အကြောင်းကိုဖတ်ပြီးရင်တော့ကလေးတွေကဘလောက်မှတ်မိမှုရှိလဲစာကို check လုပ်တဲ့အနေနဲ့မိကွန်းလေးတွေမိမှာဖြစ်ပါတယ်ရှင် Are giraffe big or small? What color are giraffe eyes? Do giraffe eat meat? Do they like apple? What color is a giraffe body? Where do large giraffe live? In a park or in a zoo? Crew လိုက်အပြိုင်ဆိုင်ပြီးဆိုကြပြီးတော့အမှန်ကန်ဆုံးနဲ့အမှတ်များဆုံးဖွဲ့ကဝင်နာရမှာဖြစ်ပါတယ် In session D, which animal can you see next to the paragraph? Paragraph ရဲ့ဘေးမှာပါတရိတ်ဆန်လေးကိုတွေ့လဲ Do you know about the horses? What color are they? Are they big or small? How many legs have they got? Do they have a tail? Where do horses eat? Where do horses drink? စရမိကိုနေကိုမေးပြီးတော့မှကလေးတွေကိုဒီအခုသင်မဲ့ session ဒီမှာပါမယ်မြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆက်မှာဖြစ်ပါတယ် session ဒီမှာဆိုရင်တော့ကလေးတွေကိုဆရာကနေပြီးတော့မသိတဲ့စကားလုံးကို paragraph ထဲမှာအရင်ရှာခိုင်းမယ်ပြီးတော့မှမသိတဲ့စကားလုံး and familiar word တွေကိုဆရာကနေအဓိပ္ပာယ်ရှင်းပြပြီးတော့မှ group work လောက်ဆောင်ခိုင်းစီမှာဖြစ်ပါတယ်အဲဒါ group work လောက်ဖို့အတွက်ပေးရတဲ့အချိန်ပြည့်သွားပြီဆိုရင်တော့ဆရာနဲ့ကျောင်းသားအဖြစ်မှန်ကန်မှုရှိမရှိစစ်ဆေးလို့ရပါပြီရှင်အကယ်၍အချိန်ပိုခဲ့မယ်ဆိုရင်တော့ဆရာကနေပြီးတော့ session ကြီးမှာရှိတဲ့ make the game ဆိုတဲ့ game လေးကိုဆရာကိုင်းစာအုပ်စာမျက်နှာ109မှာရှိတဲ့ animal fresh ကလေးတွေကိုသုံးပြီးတော့မှအုပ်စုလိုက်ဆော့ခိုင်းလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော် bye bye